အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ career မှာကျွန်တော်အခုလက်ရှိရတော့ကျွန်တော် second အဖြစ်အသက်ရှင်ပါဘောနော်ကျွန်တော် village နှစ်ခုကိုကျွန်တော်ထည့်စီမှာကျွန်တော်အခုနေရာကြောင်းလိုက်ရပါတော့ village နှစ်ခုကိုဘာလို့ထည့်စီမှာလဲဆိုတော့ကျွန်တော်ကဟို trainer ပေါ့နော် training လေးလုပ်တာပဲဆိုဒီမှာလည်းကျွန်တော် training လုပ်ရုံပဲပေါ့နော်တခြားမဟုတ်ပါဘူးကျွန်တော်အဓိကတော့ကျွန်တော်မတည်ဖို့ပဲ village နှစ်ခုကိုထည့်စီမယ်ကျွန်တော်က village နှစ်ခုပေါ့နော်ကျွန်တော်ကကျွန်တော်မှာဘာမှတော့မရှိဘူးအဲ့ကြောကျွန်တော်နည်းနည်းပပတော့ယူရမယ်ပေါ့နော်အဓိကကျွန်တော်ထည့်စီရမှာပေါ့ကျွန်တော်အခုမီဂျစ်တို့ဘာလို့တော့ကျွန်တော်ယူထားလိုက်မယ်တရားကျွန်တော်ဒါကြီးကအဲ့လိုမဟုတ်ဘူးပေါ့နော်ကျွန်တော်တက်ရှိနဲ့ဆော့ရလည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တက်မိတ်လေးလုပ်တယ်ပေါ့နော်လက်မိတ်လုပ်တယ်ဆိုတာကျွန်တော် iron glass နေရှာတယ်အဲ့ဒီမှာကျွန်တော်ကြိုပြီးပြောထားပါဒါကျွန်တော် train ရုံလောက်ပါပဲကျွန်တော်အခုဒီမှာဒီဘက်နဲ့ကျွန်တော်လက်သားအဲ့လိုကြီးမချသေးဘူးတရားအဲ့အတွက် train ရုံတက်တာပါပဲအဲ့ဒါကိုမှဂျားထဲမှာကျွန်တော်ဗီဒီယိုလွတ်မှာဆိုလို့ပေါ့နော်ကျွန်တော်ဒါလေးကို train လေးကိုကျွန်တော်ရိုက်ပြီးဗီဒီယိုတင်ပြလိုက်တာပါကျွန်တော်စိတ်နဲ့ဆိုတော့တည့်ရတိုင်းပဲကြာနေဘက်ကဒီထွက်လို့မရဘူးကျွန်တော်အဲ့ရွာတစ်ရွာကိုကျွန်တော်ချက်စီးနိုင်ပေါ့နော်ကျွန်တော်ရွာ2ရွာချက်စီးနိုင်ပေါ့ကျွန်တော်ပထမဆုံးရွာတော့ကျွန်တော်အိုင်ယွန်ကူလန်ပဲတော်တော်မယ်ဒုတိယရွာကျရင်ကျွန်တော်မီးရှို့ရမှာပေါ့နော်အဲ့ရွာမှာဆိုကျွန်တော်အိုင်ယွန်ကူလန်နေညာကြီးရှာတာကျွန်တော်တက်တက်မရှာတာပေါ့နော်ဟုတ်တော့ကျွန်တော်ဒီတိုင်းလေးပဲမီးရှို့ပြီးသွားမှာဆိုလို့လေဘရိုတွေ့လာမီးလောင်ဒီနားလောင်မလဲမသိဘူးဒီတိုင်းလေးပဲရှာပြီးသွားမှာဆိုလို့လေကျွန်တော်အိုင်ယွန်ကူလန်တွေလည်းရှာမယ်ပြီးရင်ကျွန်တော်မီးရှို့ရမယ်ဒီပါအိုင်ယွန်ကူလန်တွေအကုန်တက်နိုင်မှာမဟုတ်ဘူးကျွန်တော်အဓိကမီးရှို့ဒီမောကနည်းနည်းလေးတော့ထူးဆန်းနေတယ်ဘာလို့အတင်းညံ့နေရလဲမသိဘူးအဲ့တော့ကျွန်တော်အိုင်ယုတ်လောက်တရားပုံမှန်ထက်တော့လွယ်သွားတာပေါ့ကျွန်တော်အခုလက်ရှိကတော့ကျွန်တော်နေဘက်ဆိုကာဘတ်စတုံးလေးပဲမိုင်းရင်းနေပေါ့နော်အပေါ်တစ်ပင်ရလည်းမကြခင်မှာပြုတ်တော့မှာဗျာကျွန်တော်လည်းမေးပြီးတစ်တွေအကုန်ခုတ်ချရတယ်ကျွန်တော်နာမတစ်ပင်နဲ့စိုက်ထားအောင်မယ်မို့လို့ရင်လေကျွန်တော်ထားတဲ့ကျွန်တော်မိုးလေးမတဲ့ချိန်ကျတစ်ပင်ကြီးနေမှာပေါ့ပြီးတော့ဘယ်လိုကျွန်တော်ပြန်ပြောကြည့်နေနော်ဘယ်လိုကျွန်တော်ဒီဘောကကျွန်တော်survival only ဆော့တာမဟုတ်ဘူးကျွန်တော်ဒီဘောမှာကျွန်တော် credit mode တွေတောင်းပြီးတော့ကျွန်တော် iron glass တွေရှာထားပါတယ်ပြီးတော့ကျွန်တော် midget တစ်ခုယူပါတယ်ဒီဟာက bro ကျွန်တော်အပတ်လွတ်သွားမှာဆိုတော့နော်ကျွန်တော်ဗီဒီယိုလွတ်သွားမှာဆိုလို့ဗီဒီယိုတင်ရုံပဲရှိပါတယ် bro ညတင်တာမဟုတ်ပါဘူးကျွန်တော် survival တက်ဆော့မှာပါဟိုကဒါ trainer ပဲရှိပါတယ်ရေကျွန်တော်က train နေရပါတော့ကျွန်တော်ဂျားထဲမှာတစ်ချောက် train နေကျွန်တော်အားအားသလိုတင်လို့ train နေအစာပက်ကြီးပါ train နေဒါပေမဲ့ပက်ကြီးကအဆင်မပြေတော့လက်နဲ့ပဲဆိုပါဘောနော်ဟိုလက်ရှိကတော့ကျွန်တော်မိုးရှုပ်သွားပြီဗျဒါကျွန်တော်ထွက်လို့ရပြီတော့ထင်တာပဲလောင်နေစမကြည့်ဘူးအဲ့တော့ရတင်ပြီဗျမလေးထုတ်စရာမရှိဘူးဟိုလက်ရှိတော့ကျွန်တော်မက်လက်ထည့်ထားရဗျကျွန်တော်စကင်နဲ့ပြောင်းသွားတဲ့အချိန်မှာဒီည original ပါတယ်လေကျွန်တော်ဒါမဲ့အစကျွန်တော်မကုံဘူးထင်တာဘောနော်ဒီညကိုပြီးတော့ကုံနေဗျကျွန်တော် infinity နဲ့ unshare ထားလားမသိဘူး unshare ထားတဲ့ပုံစံတော့မပြောင်းတော့ဒီမှာကျွန်တော်ဒီမှာ village နာကိုလေကျွန်တော်ကစပိုးနဝတနေရလीအခုပြီးတော့နေပေါ်နေရ village နာကိုကျွန်တော်လာရတာprofile ပဲလေဘာမဟုတ်ပါဘူးဒါတွေကကျွန်တော်နောက်တစ်ကောင်တောင်းလို့ရသွားလားလို့ကျွန်တော်စက်ကိနဲ့ only ပဲပေါ့နော်ကျွန်တော်အာယုံကိုလိုင်းကြီးကျွန်တော်လိုက်ပြီးတင်တယ်မလိုက်ဘူးကြဆိုမီရဲနဲ့ဒီလိုညဘက်အချိန်ချတာတော့လွယ်ပါတယ်ဘာလို့ဆိုကိုယ်ကောင်နဲ့မဟုတ်ဘူးကြကိုယ်ကပဲတင်းနေုံပဲတီးလိုက်လို့ဝိုင်းအောင်ပဲရှားကျွန်တော်ရဲ့ဆွေမျိုးပေါ့နော်ဆွေမျိုးရကျွန်တော်ဘက်ကပါမှာဖြစ်ပါတယ်အခုချိန်မှာကျွန်တော်ကြောင်းရမယ်တရားကျွန်တော်စကင်ထိနေတဲ့တော့လောကယူကြောင်းညံ့ကြည့်ရတော့မယ်ကျွန်တော်ဒီကောင်ကကျွန်တော်ရှန်တာတွေချင်းအိုင်ယွန်ဆော့ကျွန်တော်မှာကာပစတုံးဆော့ပဲရှိကျွန်တော်မှာစလုံးဆော့ပဲရှိခုလည်းကျွန်တော်ကြောက်ရင်လို့မရဘူးဗျရွာကိုတွားရမယ်ညရအပေါ်ကြီးတက်နေလို့ပဲအိုင်ယွန်ကလောင်ရင်ဆော့လိုက်မယ်ဗျလိုက်တယ်ဗျသူအိုင်ယွန်ကလောင်ဒမေကကျန်းတော့ကျန်းတယ်နော်ဒါပေမဲ့ကျွန်တော်တော့မကျန်းတော့ဘူးထင်တယ်တစ်ချက်မှလည်းမထိဘူးမထိပါဘူးထိတယ်နှစ်ချက်ထိတယ်ပြင်ပြီးမယ်ဟိုးဒီမဟိုအိမ်ဒီရလုံးဝလက်ကီးအိမ်ပဲဝင်မတက်ကျွန်တော်ဒီအိမ်တော့အိုင်ကလပါလာမသိဘာလာဦးစီပြီးကျွန်တော်နည်းနည်းလေးနေလို့ခံစားရမှာ bro ကျွန်တော်လည်းတောင်းပါပါတယ်ဘာလို့ဆိုကျွန်တော်လည်း train နေတော့မှရှိသေးတယ်ဗောနော်bro ကျွန်တော်လိုချင်တာမဟုတ်ဘူးကျွန်တော်လိုချင်တာ helmet လိုချင်တာဒီ chip plate ဒီမလိုချင်ဘူးမိုက်ကိုင်းနာဘာတော့မဖြစ်ပါဘူးကျွန်တော်စက်ကလင်းနာအချီဝဲထားတော့လေသူတော့မစူးစမ်းပါဘူးလက်ရှိတော့အိုင်ယုတ်ကလန်အတန်းတော့ကြားရတယ်ကျွန်တော်အခုနအဆိုမီတက်လိုက်တဲ့တင်ကြားဒါအထွက်မယ်တရားဘာမှမသိဘူးကျွန်တော်ကောင်ညံ့တယ်လား
ဘာလို့လဲမသိဘူးဒီတိုင်းညံတာကျွန်တော်အတွက်အသာသွားရပါတော့။ဟုတ်လို့ရှိရင်တော့ကျွန်တော်လည်းခက်အောင်ပဲ။ဒါညဘက်မှသွားတိုက်ရတယ်ဒီညံလဲညံနေရော easy လို့ထင်သွားရပို့ရ။ဟိုမှာ heavy တဲ့။ဒါပေမဲ့အရင်တော့မ easy ပါဘူး။ကျွန်တော်တီကန်နီးရှင်နဲ့ရှောက်တွေ့ပါတယ်။ဘာလို့တီကန်နီးရှင်နေဖြစ်လာလဲဆိုတော့ကျွန်တော် iron ကူလန်တကောင်နှစ်ချက်ပဲရိုက်တယ်ကြာ။အားတော့ကျွန်တော် iron အမှာကြောင်လာမသိဘူး။ကျွန်တော် iron 4အမှာလည်းကျွန်တော်နှစ်ချက်ပဲရိုက်တယ်။ဒါပေမဲ့ကျွန်တော်တီရင်တော့အရှုံးပဲပေါ့နော်။တီအောင်တော့မတီအောင်တော့ကြိုးစားမှာပဲ။ right click တော့နေပြီပါဗျာဘယ်ကျွန်တော်ဒါအကုန်လုံးချိုးအောင်ကျွန်တော်နည်းနည်းအန်းရလေးတိခိုင်ပေါ့နော်ဘာလို့လဲဆိုတော့ဒီတိုင်းဆော့လာပြီးတော့အခုလို keyboard ကြော်လေးဒီမှာနည်းနည်းလေးတော့အန်းသွားရဗျဒါပေမဲ့ဆော့တော့မဆော့တတ်ဘူးလားဆိုဆော့တတ်ပါကျွန်တော် Java လေးဆော့နေရကောင်ဆိုဆော့တတ်ပါကျွန်တော်စဆုပ်ကြရဘာလို့ရမယ်ဘာလို့ရမယ်ဆိုအဲ့လိုအကုန်တိရဗျဘယ်ကလုံးနေဘာဖြစ်မယ်ဆိုအကုန်တိနေအခုလက်ရှိတော့ကျွန်တော် sorry ရတော့ကျွန်တော် video တင်ဖို့စဉ်းစားတာဒါပေမဲ့အစောကတင်ဖို့ကျွန်တော်ကျွန်တော် game စိုးစဉ်းစားရတဲ့ရှင် media တွေတဲ့ရှင်ညင်များဆိုကျွန်တော်အခုလိုဒီလိုမျိုးမောနေမှာစင်တည်ရကြဟိုကျွန်တော်48ခုဆိုလုံးဝမနေဘူး bro ကျွန်တော်ဒီနေ့စဉ်းစားကြည့်ပါတော့ bro ဒါဖုန်းနဲ့တာလုံးနေမှာဆိုရင်ဒီ48ခုဆိုတာတော်တော်လုံးရမယ်ကြာဒါကကျွန်တော် right click တစ်ချက်နှိပ်လိုက်အောင်မယ်တော့ရှင်းနှိပ် right click တစ်ချက်နှိပ်ပြီးသွားပြီ right click လက် click တာမှတ်ပြီးတော့ဟိုကျွန်တော် zombie တွေကျွန်တော်အစားပါတော့ကျွန်တော်ဒီရွာတိုင်းကျွန်တော်တကောင်မှမတက်ရှင်ဘူးစိတ်မပါဘူးတရားကူနောက်ပိုင်းကျတော့ကျွန်တော်ရဲ့စီးင်းစီးကန်ရတက်လိုက်ပါတယ်ဒီရွာတော့ကျွန်တော် iron gland တကောင်ပဲရှိရဆို easy ပေါ့နော်နောက်ရွာကျတော့ကျွန်တော် iron gland တွေအများကြီးချထားပါတယ် iron gland ရောမတည်ဘူးတရားကျွန်တော်တက်လို့မကုန်လို့ကျွန်တော်ရွာ only ပဲမိတက်ချိုးလိုက်ရတယ်ဒီ iron gland မတည်သေးဘူးရှင်ဒီပြီးတော့ကျွန်တော် iron gland ကိုအရင်မတက်လို့ကျွန်တော်ကြောက်တယ်တော့မထင်ပါနဲ့ကြောက်နေရတော့မဟုတ်ပါဘူးကျွန်တော်မနက်ခင်းမိုးလင်းသွားတဲ့အချိန်မှာကျွန်တော်မှဟဲမမရှိရင်တော့နော်နေဘူးမှာโอเคကျွန်တော်ဒီလိုနွားလိုက်ချနေပါနွားပါကြောင်းလေးရပါကျွန်တော်ဘာချင်းကနှိပ်လိုက်ရတယ်ပါနော်ဒီမော့ကဒါမျိုးမော့ဘာချင်းအနည်းနေမှာရှိတယ်ဒါပေမဲ့အနည်းနေဘာချင်းကြောကျွန်တော်စကလင်နာနေဘက်ဆိုမီးမလောက်နာတွေရှိရပေါ့ဗျာ3ခုဆိုလောက်တွေစကလင်နာနေဘက်ဆိုမီးမလောက်နာရှိရောကျွန်တော်ဒီဘာချင်းကိုပြန်နှိပ်လိုက်တယ်မောဘိုင်း90ပေါ့နော်ပြန်နှိပ်လိုက်ပြီးတော့ဆိုတော့မှာ villager ကျွန်တော်အခုအချိန်မှာကျွန်တော်တက်ဖို့အစီအစဉ်မရှိဘူးဗျနောက်ပိုင်းကျမှပဲကျွန်တော်စီးရင်စကားရတာပေါ့ဒီမှာနွားနာကောအိုးအကုန်ရှော့နေရအန်းနေရဒီအတော့ကျွန်တော်နောက်ပိုင်းကျတော့စောနေမအန်းတော့ပါဘူးအခုကျွန်တော်ဗီဒီယိုတင်မယ်ဆိုရင်ကျွန်တော်တင်လို့ရတဲ့အချိန်တွေရောက်သွားပြီပေါ့နော်ကောင်းကောင်းလဲဆော့တော်သွားပြီကျွန်တော်ဒီ keyboard နဲ့အခုလက်ရှိမှာတင်ဖို့ကတော့အဆင်ပြေတယ်ဟိုကနောက်ဘက်လောက်မှတင်ဖို့စဉ်းစားထားပါတယ်ဒီဘက်ကတော့မှဒီတစ်ပုတ်ပေါ့နော်အစင်မတက်အောင်လို့ဒါလေးတင်ပြလိုက်တာမဟုတ်ရင်မတင်တော့ပါဘူးကျွန်တော်ပြောရလဲနည်းများသွားရတာဟုတ်အခုတော့ဟဲမရပါဘူးပေါ့နော်ဟဲမရပြီဆိုတော့ easy ဆိုတော့ရကျွန်တော်ဒီနာ heavy အကုန်ယူမယ်ဘာလို့ဆိုတော့ iron gland တွေကကျွန်တော်အများကြီးချတာဆိုတော့ဗျာ iron gland တွေညှောက်လို့ရှိရင်ကျွန်တော်အစာရှိမှအဆင်ဒီမှာပေါ့နော်ဒါပေမဲ့48ခုဆိုမနေပါဘူးပြီးတော့ bro review လေး bro အကျော်အနေနဲ့ပဲကြည့်ပြပါနော်ကျွန်တော်လည်းအကျော်အနေနဲ့ပဲစော့ထားတီတီထွက်ပြီးတော့ကျွန်တော်တခုပြောခဲ့လေကျွန်တော်ရဲ့ shader ဘယ်ဘာချင်းမဆိုရလို့ပြောခဲ့ဒါပေမဲ့ဘယ်ဘာချင်းမဆိုတဲ့နေရာမှာ micropath မှရတာပါပြီးတော့အခုထွက်နေတဲ့နောက်ပိုင်းဘာချင်းတွေမရပါဘူးအဲ့ဘာချင်းနဲ့ shader ဘယ် shader ထည့်တဲ့ပေါ့နော်ကျွန်တော်ဥထက်ရကျွန်တော် shader 3ခုထည့်ကြည့်ရ3ခုလုံးက shader အလုံးမလို့ဘူးဘယ်လိုကြီးလဲကျွန်တော်မှောင်မဲလို့ရှင်နေဗျာမတည့်ကျွန်တော်နေဝင်ချင်းလိုဘာလို့ပေါ့ဒီညလောက်တော့မမောင်ကြဒါပေမဲ့နေဝင်ချင်းလိုဘာလို့ကြီးနဲ့မောင်နေရကျွန်တော်အဲ့ဒါမလို့အဲ့ဘာချင်းမှာကျွန်တော်မစော်ဘူးဆိုရဒီဘာချင်းတောင်းလာတော့လေဒီဘာချင်းမှာကျွန်တော်shader မရဘူးဗျဘာလို့shader မရလဲဆိုတော့ micropath မဟုတ်လို့ကျွန်တော်အခုစီးရင်စီးကန်းရကျွန်တော်လိုက်တက်ပါတော့မယ်ဒီရွာကကန်ကောင်းကျွန်တော်ဒီရွာအိမ်လဲနေတဲ့ဘာမှမရှိဘူးကျွန်တော်ဒီနားမှာကျွန်တော်လဲနေဒီတစ်ခုလုံးအဲ့ဒါကျွန်တော်အကုန်လုံးလိုက်တက်လိုက်ပါတော့မယ်โอเคကျွန်တော်ဒုတိယမြောက် village ကိုရောက်လာပြီပေါ့နော်ကျွန်တော်ဟို village မှာကျွန်တော်လဲပါကုန်ချက်စည်းခဲ့ပေါ့နော်ဒီ village မှာကျွန်တော်မီးကျင်းတဲ့အကုန်လိုက်ချို့မှာပါအဆိုင်မှာ idea မရှိလို့ကျွန်တော်မီးမယူထားပါဘူးနောက်ပိုင်းကျမှကျွန်တော်credit ခဏပြောင်းပြီးတော့ပေါ့နော်မီးကြည့်ယူလိုက်ပါတယ်ဘာလို့တယောက်လာလဲဆိုတော့မီးကြည့်မရှိလို့ပါဘာလို့ကျွန်တော်အဲ့လိုပြောပါလေကျွန်တော်အဲ့ဒါအတယောပဲကြည့်ပါကျွန်တော်ဒီမှာ iOS လိုက်လဲကျွန်တော်ရှာထားပါပေါ့အများကြီးပဲ
ဒါပေမဲ့ကျွန်တော်အများကြီးချတာဆိုရင်ကျွန်တော်အခုလက်ရှိမတွေ့သေးဘူးဒီကောင်မှဘယ်လိုဖြစ်တော့လဲမသိဒါ error တော့မဟုတ်ဘူးတဲ့မကျွန်တော်တစ်ခေါက်မှမတွေ့မတစ်ခေါက်အယုတ်ကလန်တစ်ခေါက်တွေ့ဒီကကျွန်တော်တည့်ရတဲ့အတိုင်းပဲအိန္ဒိယရန်ရရတယ်အဲ့တော့ကျွန်တော်အယုတ်ကလန်ကိုလိုက်တက်လို့အဆင်မပြေဘူးကျွန်တော်မီးနေအောင်ရှို့မယ်အဓိကအိမ်တိမ်မှမကြောင်မီးရှို့နိုင်ရင်ကျွန်တော်အနိုင်ပဲကျွန်တော်စားဖို့ရှက်ထားဟိုစားဖို့မွေးထားတဲ့အကောင်တွေကိုလည်းကျွန်တော်ထည့်စီရဲအိမ်ရရှက်တွေအောင်မနိုင်တော့ဘူးပေါ့ဟောတော့ကျွန်တော်အပို့ပြီးသုံးဝင်နေဒီချိန်မှာကျွန်တော်အပို့ပြီးတန်ဖိုးရှိနေပြီနော်ဒီကတရားထက်နော် villager အကုန်လိုက်တက်မယ် villager လည်းမကြံရဘူးပေါ့နော်စီရင်စီကန်ရပေါ့ကျွန်တော်ပေါက်တယ်ရှာမထားတဲ့စီမြင်ပါโอเคကျွန်တော်တိရတော့ကောင်းပါတယ် keyboard ကဘယ်လိုလဲဆိုတော့ကျွန်တော်ပုံမှန်ထက်ဆိုင်တွက်တယ်ဟောမှာအယုတ်လန်လိုက်လာပြီဗျမကျွန်တော်မတွေ့ဘူးတခေါက်မှာဘယ်လိုဖြစ်တော့လဲမသိဘူးဒါပေမဲ့စိတ်မပူပါနဲ့နောက်ကြရင်ပြန်ပေါ်လာပါလိမ့်မယ်လာနေဗျလွယ်သွားပြီမှန်တယ်မှန်နေတယ်နောက်ဆုံးတော့လူရှော့လိုက်ဗျအခုလက်ရှိတော့ကျွန်တော်တခြားအယုတ်လန်တော့ရှောင်းโอเคကျွန်တော်နောက်ဆုံးတော့ပေါ်လာပြီဗျကျွန်တော်စောင်းကလက်နေရလားမသိဘူးပေါ့နော်မပေါ်ဘူးခုနကကျွန်တော်စနိုးကူလန်တွေပါပါတယ်ကျွန်တော်ရှာတာပေါ့နော်စနိုးကူလန်တွေကတော့ one hit ပါပဲတကောဘာမှတော့မအန်ရှယ်ထားဘူးလက်ကျွန်တော် iron plan တက်တာတော့ကျွန်တော်အရှင်စပီကိုတိုးပေးရတယ်ဗျနော်ကျွန်တော်ဗီဒီယိုကလည်းတော်တော်ရှေ့နေဆိုโอเคကျွန်တော်ဒါအကျော်ဗီဒီယိုပဲမလို့ကျွန်တော်အကျော်ပဲကြည့်စီချင်ပါတယ်ကျွန်တော်ဒီတိုင်းထွေးရင်းနဲ့ပေါ့နော်ကျွန်တော်ဗီဒီယိုလွတ်တော့မှဆိုလို့ဗီဒီယိုတင်လိုက်တာပါအခုလက်ချောကျွန်တော်ဂျွာတယောက်လောက်ကျွန်တော်ချက်စီလိုက်ပြီးဆိုတော့ကျွန်တော်ရဲ့တစ်ခါမှမတည်ပါဘူးเนาะအဲ့တော့ကျွန်တော်တို့ goodbye